အရင်းနှီးဆုံးဖြစ်ခဲ့ပြီးမှသူစိတ်ပြန်ဖြစ်သွားတဲ့အဖြစ်အပျက်မျိုးသိမ်းမောင်တို့ကြုံဘူးပါသလားကျွန်တော်တို့ရဲ့အရှိတောင်အာရှနိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံကလည်းဒီအဖြစ်အပျက်မျိုးကြုံခဲ့ပူးပါတယ်ဖော်မြူလာ1ပြန်ပွဲစဖို့လပိုင်းအလိုမှာပဲပွဲပြက်ခဲ့ရတာပါဖော်မြူလာ1သမိုင်းမှာဝမ်းနည်းစရာအကောင်းဆုံးနဲ့နှမျောစရာအကောင်းဆုံးဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်ရဲ့နောက်ွယ်ကအကြောင်းရင်းအရောဘာဖြစ်မလဲဒါဟာဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာရှိတဲ့ဟနွိုင်း Street Circuit ပဲဖြစ်ပါတယ်2018ခုနှစ်မှာဗီယက်နမ်အစိုးရနဲ့ဖော်မြူလာ1အဖွဲ့အစည်းတို့ဟာ10နှစ်စာချုပ်ဆိုခဲ့ပြီးတော့ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာဖော်မြူလာ1ပြန်ပွဲကျင်းပဖို့သဘောတူခဲ့ကြပါတယ်ဗီယက်နမ်ဟာ2020ဧပြီလမှာပွဲဥထွက်ကျင်းပမဲ့ Formula 1အတွက်ဒေါ်လာသန်း600တန် Formula 1 Track တည်ဆောက်မဲ့ project ကို2019မှာစတင်ခဲ့ပြီးတော့2020ပွဲမစခင်လပိုင်းအလိုမှာပြီးစီးခဲ့ပါတယ်။ဒါပေမဲ့ COVID ကပ်ရောဂါနဲ့နောက်ဆက်တွဲနိုင်ငံရေးပြဿနာများကြောင့်ပြန်ပွဲကိုကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။ကမ္ဘာကျော်ဒီဇိုင်နာ Jaime Teki ကိုတိုင်ပုံစံထုတ်ခဲ့ပြီး 9.6 ကီလိုမီတာအရှည်ရှိတဲ့ဒီကွင်းမှာ 1.5 ကီလိုမီတာရှည်ရတဲ့ Max Track လမ်းဖြောက်ကြီးပါဝင်တာကြောင့် Formula 1ပြန်ကားတွေဟာ engine power အစုပ်ထိတင်လို့ရမှာဖြစ်ပါတယ်။2020ဧပြီလမှာပြန်ပွဲစတင်ဖို့အတွက်စုစုပေါင်းဒေါ်လာသန်း600အကုန်ကျခံပြီးတော့ပွဲချင်းစင်တွေဖြစ်လဲအဆောက်အအုပ်တွေနဲ့ကွင်းပြင်ဆင်မှုကြီးတစ်ခုလုံးကိုတရားရကန်တော့အပြည့်အဝပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ပေမဲ့ပြန်ပွဲကျင်းပဖို့ဒီနေ့ပတ်အနေငယ်အလိုမှာပဲကိုဗစ်ကပ်ရောဂါကြီးစတင်ဖြစ်ပွားခဲ့တာကြောင့်ပထမဆုံးပွဲစဉ်ကို2021ရေးဆိုင်ခဲ့ရပါတယ်ပြီးတော့ Formula 1ပြန်ပွဲဖြစ်မြောက်ရဲ့အတွက်အဓိကကြိုးပမ်းပေးခဲ့တဲ့ဟနွိုင်းမြို့တော်ဝန်ငုရင်တုံချမ်းဟာလက်စားမှုအရှုပ်လို့ပုံနဲ့2020နောက်ပိုင်းမှာဖန်စီထောက်တိုင်ချမှတ်ခြင်းခံခဲ့ရပါတယ်ဒီလိုနဲ့အဓိကဦးဆောင်သူမရှိတော့တဲ့အပြင်နိုင်ငံရေးပံ့ပိုးမှုတွေပါရပ်ဆိုင်းသွားခဲ့တာကြောင့်ဗီယက်နမ်မှာကျင်းပမယ့် Formula 1အစီအစဉ်ဟာလည်းပြတ်သွားခဲ့ရပါတယ်ဗီယက်နမ်ဟာဒီနေ့ချိန်ထိ Formula 1လက်ခံကျင်းပနိုင်ခြင်းမရှိသေးပါဘူးပြန်ကွင်းတစ်ခုလုံးတိစောက်ပြီးစီးခဲ့ပေမဲ့တခါမှအသုံးမပြုခဲ့ရတာကြောင့်ကွင်းရလည်းတဖြည်းဖြည်းပျက်စီးရင်းနေပါပြီဒီလိုနဲ့ပဲဗီယက်နမ်တို့ရဲ့ Formula 1အိမ်မက်ဟာလည်းပျက်စီးပြောက်ကွယ်သွားခဲ့ရပါတယ်